အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ရာသီမျိုးသမီးတင်းရှင်ပြိုင်နေတဲ့အာရှချန်ပီယံလိရှေ့စစ်ပွဲရဲ့နောက်ဆုံးပွဲစဉ်ကိုရောက်ရှိလာပါပြီ။ဒီပွဲကိုမနက်ဖြန်ဩဂုတ်လ23ရက်နေ့ညနေ4:00နာရီမှာမြန်မာကိုစားပြု AR မျိုးသမီးအသင်းနဲ့တရုတ်တိုင်ပေကိုစားပြု New တိုင်ပေ CD အသင်းတို့ရှင်ပြိုင်ကစားကြမှာဖြစ်ပါတယ်။နှစ်သင်းစလုံးဟာရမှတ်6မှတ်စီရယူထားနိုင်တဲ့ကြောင့်ဒီပွဲဟာအုပ်စုဖို့ဘယ်သူဖြစ်မလဲဆိုတာကိုဆုံးဖြတ်ပေးမယ့်ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်ပါတယ်။ AR အသင်းကဒီပြိုင်ပွဲမှာခြေစွမ်းအတော်လေးကောင်းနေပြီး FC ဂျူဒန်ကို4ဂိုးပြတ်နိုင်ထားသလို no limit ကိုလည်း8ဂိုးပြတ်ထိသွင်းထားတာပါတိုက်စစ်ကအရင်ကောင်းနေတယ်လို့ခံစစ်ကလည်းပေးကိုလုံးဝမရှိထားတာပါဒီအချက်က AR အသင်းရဲ့ခံစစ်နဲ့တိုက်စစ်ဟာဘယ်လောက်အကောင်းနေတယ်လဲဆိုတာမြင်နိုင်ပါတယ်ဒါပေမဲ့ New တိုင်ပေကလည်းအုပ်စုဘူဖြစ်တဲ့တသင်းသေးတာရှေ့စစ်ပွဲအောင်မြင်မှာဖြစ်တဲ့ကြောင့်အားကုန်ထုတ်ပြီးဖောင်ဖြက်ကစားလာနိုင်ပါတယ်AR အသင်းကလည်းအတောင်အဆုံးလူရင်အားကိုပွက်ထုတ်လာနိုင်ပြီးပွက်ထွက်လူစင်းမှာဝင်းသိန်ကြီးထွန်းလင်းမြင့်မို့တို့ကိုပွက်ထွက်လူစင်းမှာမြင်နေပါတယ်ပွဲအစမှာတော့နှစ်သင်းစလုံးဟာအလင်းစလိုတိုက်စစ်ဆင်ကစားတာမျိုးတော့မဖြစ်နိုင်ပါဘူးဒီချေစပွဲကိုအောင်မြင်ခဲ့ရင်ဒေါ်လာ3သိန်းစုကြီးရမှာဖြစ်ပြီးနောက်အုပ်စုအဆင့်တွေမှာတစ်ပွဲကိုဒေါ်လာ9000အထိရနိုင်တယ်လို့သတင်းထွက်ပေါ်နေပါတယ်ဘယ်လိုအနေထားပဲဖြစ်ဖြစ် AR အသင်းကတော့မြန်မာကိုစားပြုနိုင်ဖို့နဲ့နောက်ဆုံးပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်နိုင်မှုအစွမ်းကုန်ပြင်ဆင်ထားသလိုရှေ့စွမ်းကလည်းအားရစရာဖြစ်နေပါတယ်ဒီပွဲမှာ AR အသင်းက FC ကျူတော်ရဲ့ပွဲကလူစင်းကိုပဲအနေငယ်ပြောင်းလဲပြုတ်သွားလိမ့်မယ်လို့ထင်မိပါတယ်ဒါကတော့ကျွန်တော်ရဲ့သီးသန့်မြန်မာမြို့တိုင်ပြည်ကအတောင်လေးဆုံးလူရင်းနဲ့ဖောင်ပြက်ကစားလာမှာဖြစ်ပြီး AR အသင်းကတော့အမှန်နဲ့အောင်ကစားသွားမယ်လို့ထင်မိပါတယ်နှစ်သင်းစလုံးဟာ6မှတ်စီရရှိထားပြီးအုပ်စုကိုဆုံးဖြတ်မဲ့ပွဲဖြစ်နေတာကြောင့်ဘယ်အသင်းကမှားနေပြီးဘယ်အသင်းကအခွင့်အရေးကိုပို့ပြီးအသုံးချနိုင်မလဲဆိုတာကအဓိကကျမယ်လို့ထင်မိပါတယ်နောက်ထပ်တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့မြန်မာ National League အမျိုးသားမလိပြိုင်ပွဲအကြောင်းပါတိတ်မချခင်ပြန်လည်စတင်တော်မဲ့မြန်မာ National League မှာအသင်းတချို့ဟာပြင်ဆင်မှုအကောင်းကောင်းနဲ့လှုပ်ရှားလာတာတွေ့ရပါတယ်အသင်းကြီးတချို့ကတော့ပြည်တွင်းမှာရောက်ရှိပြီးကျင်းနေတဲ့နိုင်ငံခြားကစားသမားအများစုကိုခေါ်ယူလာတွေ့ရပါတယ်ဒီအသင်းတွေထဲမှာပြင်ဆင်မှုအားကောင်းလို့ကျွန်တော်နဲ့ high လှုပ်ရှင်တဲ့အသင်းနှစ်သင်းကိုဖော်ပြပြီးတော့ပါဒီအသင်းတွေကတော့ရန်နာဘုံအသင်းနဲ့ရန်ကုန် City အသင်းတွေပါပြည်သက်ဆုံးဝင်ကောင်းမှုနည်းနေတဲ့မြန်မာ National League ဟာဒီနှစ်မှာအသင်းရှို့ရဲ့ပြင်ဆင်မှုနဲ့အနေငယ်လှုပ်ခတ်လာပါတယ်ရန်နာဘုံအသင်းဟန်တာရီအသင်းနဲ့ရန်ကုန် City အသင်းတို့ဟာအိမ်ဝင်းပွဲစဉ်တွေလက်ခံကျင်းပသွားမယ်လို့လည်းထုတ်ပြန်ထားပါတယ်အသင်းမှာရှင်ပြောင်းလဲဖြစ်ပေါ်ပြီးရန်နာဘုံအမျိုးသမီးအသင်းကိုပါတည်ထောင်ထားတဲ့ရန်နာဘုံ FC ဟာအင်္ဂုပွဲစဉ်တွေပြန်လည်ကျင်းပဖို့ပြင်ဆင်လာပြီးကစားသမားခေါ်ယူမှုတွေလည်းအားဖြည့်လှုပ်ဆောင်လာတာတွေ့ရပါတယ်။ပြည်ရင်းကစားသမားတွေအဖြစ်ဆိုလမန်တီယာထအောင်နဲ့ဥရောပအတွေ့အကြုံရှိလူငယ်ကစားသမားလေးတူရင်ထွန်းအပါဝင်ပြပကစားသမားတွေအဖြစ်ဖော်စတာအာကီတိုပီတင်ညိုနေတိုတိုရေအီတလီနောက်ခံလိုဖီလီတိုကိုခေါ်ယူပြီးဆန်နေကြပြပကစားသမားအသုံးပြုပဲရှင်ပြိုင်လာမှုကိုအဆုံးသတ်ပြီးချန်ပီယံပြည်လမ်းကြောင်းတွေကိုစိန်ခေါ်ဖို့ပြင်ဆင်လာပါတယ်။နောက်အသင်းကတော့ရန်ကုန် City အသင်းမှာတကောင်ပေါ်အသင်းနောက်ထွက်သွားလို့တန်တက်ခွင့်ရခဲ့တဲ့ဒီအသင်းကလက်ရွေးစင်အဆင့်ကစားသမားတွေအပါအဝင်နိုင်ငံခြားကစားသမားတွေလည်းခေါ်ယူအားဖြည့်တာတွေ့ရပါတယ်။ဝင်းနိုင်ထွန်းအောင်ကောင်းမှန်ရန်နိုင်ဦးဖုံးသစ်ဆာမင်းဇွဲခန့်မင်းခွန်ကျော်စဟင်းမြက်ကန်းခန့်နဲ့အစရှိတဲ့ပြည်တွင်းကစားသမားတွေခေါ်ယူထားသလိုဘရာဇီးကစားသမားပက်ထရိုဂျပန်ကစားသမားရူဂျီစီနီဂေါတာစင်မူကာရင်တို့ကိုခေါ်ယူအားဖြည့်ထားပါတယ်။ရာသီကျော်ပြင်ဆင်မှုတွေနဲ့လည်းထပ်နိုင်ငံမှာတလကြာတွဲရောက်ပြီးခြေစမ်းလေ့ကျင့်နေကြတာကြောင့်ရန်ကုန် City အသင်းအားလည်းပြင်ဆင်မှုအားကောင်းကောင်းနဲ့ပြန်ပွဲတွေဝင်ရောက်လာတာဖြစ်ကအသင်းကြီးတွေအနေနဲ့ဂိဆိုင်ဆောင်ကြည့်ရမယ့်အသင်းဖြစ်တယ်လို့ပြောချင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုဒီနေရာမှာပဲအဆုံးသတ်ခွင့်ပြုပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်